အားလုံးပဲမင်္ဂလာပါရှင်ကိုတင်ကိုလက်အော်တို Wi-Fi ယူပေးရမှာကြိုးစုပါတယ်ရှင်ဒါလေးကတော့2000နီးတောင် mAh တသိန်းနဲ့ power station လေးပါတွဲဖို့2ပေါက်ပါပါတယ်ဖော်ဝါသင်ပေါက်ကွက်ချက်လည်းရပါတယ်ရှင် customer ကWi-Fi မဲ့တည်တံ့သုံးခြင်းနဲ့ဆိုတဲ့အတွက် Wi-Fi ကြိုးကိုရှည်လေးလုပ်ပေးပါဆိုလို့ Wi-Fi ကြိုးအရှည်10ပေနဲ့လုပ်ပေးထားပါတယ်ခြားခြားကိုတော့ဘောက်ထဲမှာထည့်ပေးထားပါတယ်ရှင်မှာယူပါက399259933126ကိုဖုန်းဆက်မှာယူလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်နေပယ်တစ်ခုခုနေရာတစ်ခုခုမှာခင်ဗျားအောင်မြင်တယ်ဆိုလို့ရှိရင်အတိုက်ခိုက်ကတော့ရှိမှာအဲ့တော့အတိုက်ခိုက်မရှိသေးဘူးဆိုရင်မင်းဘာကောင်းမှမဟုတ်သေးလို့အဲ့တော့ဘာကောင်းမှမဟုတ်သေးတဲ့သူတွေကိုလည်းဘယ်သူမှမတိုက်ခိုက်ဘူးအဲ့တော့တိုက်ခိုက်ပြီဆိုရင်တေချာတစ်ခုကတော့ခင်ဗျားတစ်ခုခုအောင်မြင်ထားလို့တို့မို့နေရာတစ်ခုခုကိုရောက်နေအဲ့တော့ဘယ်နေရာမှမရောက်သေးတဲ့လူဘာကောင်းမှမဟုတ်တဲ့လူဘာမှအဖြစ်မရှိတဲ့သူတိုက်ခိုက်တာတွေ့ဘူးလားဘယ်သူမှမတိုက်ခိုက်အဲ့တော့ကိုကတိုက်ခိုက်ခံရပြီဆိုတနည်းအားဖြင့်ဂုံယူလိုက်တော့ तू မရတဲ့အရာကိုခင်ဗျားရနေလို့ तू မှမရှိသေးတဲ့